ရှင်ကြောတာဆိုရင်ယောက်ျားလေးပါတာတော့စားဦးပေါ့နော်ဒီဘက်ကတော့မိန်းကလေးပါတာတော့နှစ်အုပ်ပေါ့နော်ကြောဒီမိန်းကလေးပါတာတော့နှစ်အုပ်ကတော့ကြောဒါလာရှိုးကဝါနာရှင်တယောက်မှာထားလို့ကြောဒီနှစ်အုပ်လုံးကိုပို့ပြီးမှာပေါ့နော်တအုပ်ထဲမှာထားတာပေါ့နော်ဒီယောက်ျားလေးညက်ပါတာတော့စားဦးကတော့ကြောရမဲသင်းကနေပြီးတော့မှဝါနာရှင်တယောက်မှာထားတယ်ပြီးရင်သူကဒီကောက်လိတ်တန်နဲ့ထုံတယ်ကောက်သက်ကိုနှစ်ထုပ်ပါတယ်ပေါ့နော်ဒါတော့တထောက်ကိုပစ္စည်းတွေပေါ့နော်ဒီနှစ်ခုကကြောဒါရမဲသင်းကိုပို့ပေးရမယ်စားဦးနဲ့ကြောဒီကောက်လိတ်တန်လေးတွေပေါ့နော်ပြီးရင်ဒီစာအုပ်ကတော့ကြောဒါတအုပ်ထဲမှာထားတာပေါ့နော်မိန်းကလေးဆိုရင်ညက်နီးပညာပါတာတော့စာအုပ်ပေါ့နော်ဒီစာအုပ်နှုတ်ကတော့ကြောဒါလာရှိုးကိုပို့ပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့စပင်ညက်နီးပညာစာအုပ်တွေကဈေးကြီးတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်ဒီစပင်ညက်နီးပညာပါတာဆုံးစာအုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဈေးလေးကတော့အထိုက်တင်လျောက်ကြီးတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကကျတော့ကျွန်တော်ဒီစာအုပ်ရဲ့အတွက် site က A4 site ပေါ့နော် A4 site ပုံမှာသူ့ရဲ့ဇာရွက်ရည်ကကျွန်တော်ဒါ80ကျော်90ကျော်အထိပါတယ်ပေါ့နော်100နီးပါးလောက်ထိကိုရွက်ရည်ပါတယ်စပင်ညက်နီးမှာဆိုလို့ချင်းအကောက်တွေအဖြောင်းတွေကာလာပိုင်းတွေရှမ်ပူပိုင်းတွေ facial ပိုင်းတွေအကုန်လုံးပါမယ်ဒီအကောက်ပိုင်းမှာဆိုရင် digital ကောက်ကော A ကောက်ကိုဆိုပြီးတော့မှနှစ်မျိုးလုံးကိုထည့်ထားပြီးတယ်ပြီးတော့ဒီစပင်ညက်နီးနီးပညာပါတာဆိုအကုန်လုံးဒီထဲမှာထည့်ထားပြီးတာပေါ့နော်စပင်ညက်နီးနီးပညာပါတာဆိုစာအုပ်တွေမိတ်ဆွေတို့အနေနဲ့ဝယ်ယူထားလို့နားမလည်တဲ့ပိုင်းတွေရှိတယ်မရှင်းတဲ့ပိုင်းတွေရှိတယ်ဆိုလို့ချင်း driver ဖုန်းနံပါတ်ကနေပြီးတော့မှအသေးစိတ်ပြန်ပြီးတော့မှမြည်လို့ရတယ် online class ကိုပြန် join ရင်လည်းဆိုလို့ချင်းလည်း online class အထူးတင်တာကိုပြန်ပြီးတော့မှတယောက်ချင်း 1/1 တင်ကြပေးတယ်ပေါ့နော်ကျွန်တော်တို့ရဲ့စပင်ညက်နီးပညာဘာသာဆုံးစာအုပ်တွေရဲ့ဈေးနှုန်းလေးတွေကတော့တချို့တွေအတွက်ဆိုလို့ကျွန်တော်ဈေးကြီးနေလိမ့်မယ်ပေါ့နော်ဒီစာအုပ်တွေကပညာနဲ့တန်ဖိုးကိုနားလည်တဲ့လူတွေအတွက်ကတော့ဈေးကတော့ဒါမပြောပါလောက်ပေါ့နော်ဒီဘာသာဆုံးတွေကစာအုပ်တုပ်ထဲမှာအကုန်လုံးတင်တဲ့တက်မယ်ဆိုရင်တော့မှကျွန်တော်ဒီ10သိန်းအထက်မှာတင်တန်းကြီးပေးသွင်းပြီးတော့မှတင်ရတဲ့ဘာသာရက်တွေပေါ့နော်အဲ့ဘာသာရက်ကိုကျွန်တော်တို့ဒီစပင်ညက်နီးပညာကိုဝါနာပါတဲ့သူတွေ overseas ရောက်နေတဲ့စပင်ဝါနာရှင်တွေနေဝေးကနေပြီးတော့မှတင်တန်းကြောင်းလူကိုယ်တိုင်လာမတက်နိုင်တဲ့စပင်ဝါနာရှင်တွေအတွက်ကိုရည်ရွယ်ပြီးတော့မှကျွန်တော်ဒါထုတ်ပြီးတော့မှမျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာအဲ့ဒါကြောင့်လို့စာအုပ်လေးတွေရဲ့တန်ဖိုးလေးကလည်းနည်းနည်းလေးကြီးတယ်ထုတ်ပေးရတဲ့ဒီဘက်ကလည်းကျွန်တော်ဒီတရွက်ကိုမှကျွန်တော်ဒီ1500အနည်းဆုံးဒီထုတ်ပေးရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ရဲ့ဒီစာအုပ်တန်ဖိုးလေးကနည်းနည်းလေးဈေးကြီးသွားတာပေါ့နော်အဲ့ဒါလေးကိုလည်းကျွန်တော်ရဲ့ဒီမိတ်ဆွေတွေစပင်ဝါနာရှင်တွေနားလည်စေချင်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကကျတော့ကျွန်တော်ဒီအိမ်ရောက်ငွေချေပေါ့နော်အိမ်ရောက်ငွေချေမှာဆိုလို့ရှိရင်ကျွန်တော်ကဒီ delivery တွေနဲ့ကျွန်တော်ကဒီဒါကြောင့်ချုပ်ထားတာမဟုတ်တဲ့အတွက်ကြောင့်မလို့ delivery နဲ့အိမ်ရောက်ငွေချေနေမျိုးတွေဆိုတော့မရဘူးပေါ့နော်ကျွန်တော်ရန်ကုန်မျိုးတွေဆိုလို့ကျွန်တော်အတက်နိုင်ဆုံးရောက်တဲ့နေရာတိုင်းကိုကျွန်တော်ဒါအိမ်ရောက်ငွေချေစနစ်နဲ့ပို့ပေးတယ်နေဝေးနဲ့ကျွန်တော် overseas ဓမ္မတွေဆိုလို့ကျွန်တော်ဒီငွေကိုကြိုလွှဲပြီးတော့မှကျွန်တော်ပို့ပေးရတယ်ပေါ့နော်ဘယ်လိုမိတ်ဆွေတွေနေငွေကြိုလွှဲရမှာကိုယုံကြည်စိတ်ချခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီချပေးထားတဲ့ Viber ဖုန်းနံပါတ်တွေကနေပြီးတော့မှကျွန်တော်ဆက်သွယ်လို့ရတယ်ပြီးရင် video call တွေခေါ်ပြီးတော့မှအသေးစိတ်ပြန်မေးလို့ရတယ်ပေါ့နော်ဒီလိုမျိုးလေးတွေယုံကြည်စိတ်ချပြီဆိုတော့မှငွေကိုကြိုလွှဲပေးစီခြင်းနဲ့ပေါ့နော်ဒါတော့ကျွန်တော်ဒါပို့ပေးရမယ်စာအုပ်လေး3အုပ်ဖြစ်တယ်ပြီးရင်နောက်တစ်ခုကကျတော့ကျွန်တော်ဒီကောက်လိတ်တန်လေးတွေပါမယ်ကျွန်တော်စီမှာဘာတွေထပ်ရနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ7နှစ်နီးပညာပါတာဆုံးစာအုပ်အပြင်ပုံမှာနောက်ထပ်ကျွန်တော်ဒီပစ္စည်းတွေပေါ့နော်ဒီပစ္စည်းတွေကတော့ကျွန်တော်ဒီတင်ထောက်ကူပစ္စည်းတွေပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီနေဝေးကဝါနာရှင်တွေ overseas ရောက်နေတဲ့စပင်ဝါနာရှင်တွေတို့ကိုရည်ရွယ်ပြီးတော့မှကျွန်တော်ပစ္စည်းတွေတင်ထားပေးတယ်လက်ရှိကျွန်တော်တင်တန်းမှာလည်းကျွန်တော်ထားပေးထားတာပေါ့နော်တင်တန်းသူတင်တန်းသားတွေလည်းဒါပေးသုံးတယ်ပြီးနောက်တစ်ခုကကျတော့ကျွန်တော်ဒီနေဝေးကဝါနာရှင်တွေစာအုပ်မှာရင်းနဲ့မှာမိတ်ဆွေတို့လိုအပ်တဲ့တင်ထောက်ကူပစ္စည်းတွေမှာကျင်တယ်ဝယ်ယူကျင်တယ်ဆိုလို့ချင်းရောက်စီမှာအကုန်လုံးဒီထဲမှာထည့်ပေးထားတယ်ပေါ့နော်ဒါတော့ကျွန်တော်လိုအပ်တဲ့လောက်ပဲထုတ်ပေးထားတာအပြင်ကိုကျွန်တော်ဒီလိုအပ်တဲ့ဒီနေဝေးကမိတ်ဆွေတွေ overseas ကမိတ်ဆွေတွေကိုပဲကျွန်တော်ရောင်းပေးတာပေါ့နော်အပြင်မှာတော့ကျွန်တော်မရောင်းဘူးပေါ့နော်ကျွန်တော်တင်တန်းသူတင်တန်းသားတွေနဲ့အပြင်ကနေဝေးကမိတ်ဆွေတွေ overseas ရောက်နေတဲ့သူတွေအတွက်ကိုတည်တံ့ရောင်းပေးတဲ့တင်ထောက်ကူပစ္စည်းလေးတွေဖြစ်ပါတယ်ခင်ဗျာကျွန်တော်စီမှာဆိုလို့ရှိရင်စပင်ညက်နီးပညာစာအုပ်တွေမှာရင်းနဲ့မှာမိတ်ဆွေတို့လိုအပ်တဲ့တင်ထောက်ကူပစ္စည်းတွေမော်တာတွေပြီးကလစ်ကတ်ကြီးပေါ့နော်အယုတ်ကောင်းအကုန်လုံးစတဲ့ပြင်ဒီစပင်ညက်နီးပညာနဲ့ပတ်သက်တဲ့ဒီတင်ထောက်ကူပစ္စည်းတွေလည်းဝယ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ရဲ့စပင်ညက်နီးပညာစာအုပ်တွေကိုမှာယူနေဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ Viber ဖုန်းနံပါတ်ဖြစ်တဲ့0663393939နဲ့3993323939ရှိတို့မှာအသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းမှာယူနိုင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုဖိုင်မှာပြန်လည်ဆွေးနွေးကြပါမယ်နော်